ဆန်သူရဲ့မတန်းနဲ့တော့လမ်းနဲ့ဆက်လို့သူတွေးဖို့ခက်အောင်ပြတဲ့ကပေကချိန်မေးအိတ်တော်မေဖို့မဟာဆန်သူရဲ့ပြောပါစေလေမလွမ်းနဲ့တော့ကျုံနဲ့ကြောင်လို့ရှင်ထားခဲ့ပြီးမှချေအိုလဲလို့ဘယ်ကိုနေမှလဲဆုံးဖြတ်တဲ့တိုင်းမိရဲ့ကဘောကြာကွယ်ရွှေလိုက်တဲ့ဘူးနေပါစေလေဟာဆန်သူရဲ့ဘလန်းနဲ့တော့ဆန်သူရဲ့နန္ဒေရှင်ရဲ့မင်းထွဲပေါ်ချိုးနဲ့ချောင်းလုံးရဲ့ရှင်ထားခဲ့ပြီးမှချေအိုလဲလို့တဲ့ကုန်နေမှလဲဆုံးဖြတ်တဲ့တိုင်းမင်းရဲ့ကံပေါ်ကြာကွယ်ရွှေလိုက်တဲ့ဘုံနေပါစေလေမဟာဆန်